ကျွန်တော်တို့စာတွေကိုအတန်ပြောင်းမှုအတွက်ကျွန်တော် application လေးတစ်ခုထပ်ပြီးဖန်တီးထားတယ်ပထမတစ်ခုကတော့အစဉ်သိမ့်မပြေဘူးဆိုတာ voice model တွေပါချိန်မရဘူးဗျဒီတစ်ခုကတော့ voice model တွေပါချိန်လို့ရပြီးတော့တော်တော်လေးအသုံးရတာအဆင်ပြေအောင်လို့တော့ကျွန်တော်လုပ်ပေးထားတယ် API တွေပါလဲ API ကြီးတွေပါလဲကျွန်တော်ရှာပြီးတော့တွားရှာပြီးမလုပ်တတ်တဲ့သူတွေအနေနဲ့ထည့်ကြရမလို့အသင်သုံးရုံပဲဟိုးရင်ကကျွန်တော်လုပ်ပေးခဲ့ဘူးတဲ့ဟာတွေမျိုးဗျအဲ့ဒါလေးကိုကျွန်တော်ဒီနေ့မှာတင်ပေးဖို့အတွက်လာပြီးတော့ဗီဒီယိုလေးလုပ်လိုက်တာဆိုတော့အဲ့ကောင်လေးကျွန်တော်တန်းပြီးတော့ဒါကလေပေါ်မနေတော့ပဲကျွန်တော်စမ်းပြလိုက်မယ်เนาะကျွန်တော်တို့ Chrome browser လေးကိုတွားလိုက်မယ်ဗျာကျွန်တော်ပေးတဲ့ link လေးကို copy ပြီးတော့ဒီထဲမှာ paste လုပ်ပြီးတော့ဝင်ပေးလိုက်ပြီးသွားရင်ကျွန်တော်တို့ခဏလောက်ဆောင်းလိုက်မယ်ကျွန်တော် desktop mate လေးနဲ့သုံးမှုတော့လိုတယ်เนาะ desktop mate မသုံးတတ်လို့ရှိရင်ကျွန်တော်ပြပေးမယ်ဒီအဆက်ကလေး30တွေ့တာကျွန်တော်မြားလေးပြလိုက်တယ်အဲ့အဆက်ကလေး30ကိုနှိပ်လိုက်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာအောက်ဘက်မှာ desktop site ဆိုပြီးတော့အမှန်ကြီးလေးကိုပဲကြည့်လိုက်အမှန်ကြီးလေးမပေးထားရင်ပေးလိုက်ပေးပြီးသားဆိုရင်တော့ရပြီဒီလိုမျိုးလေးမြင်နေရရင်ရပြီเนาะကျွန်တော်အခုဒီမှာပြထားတဲ့လိုမျိုးလေးဒီလိုမျိုးလေးမြင်နေရရင်ရပြီအဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်မှာလဲဆိုတော့အခုကျွန်တော်တို့အတန်ထုတ်မယ်ဆိုရင်ဒီတခြားဟာတွေကိုလိုက်မကြည့်နေနဲ့เนาะကျွန်တော်အတန်ထုတ်မယ်ဆိုဒီ AI Studio ဆိုတဲ့ကောင်ကိုသွားလိုက်AI Studio တစ်ချက်နှိပ်ပြီးသွားရင်ကျွန်တော်ဒီမှာပဲပုံမှန်တိုင်းပဲဒါကြီးမြင်ရင်တော့အကုန်လုံးသိသွားလောက်ပါပြီဒီနေရာမှာကျွန်တော်တို့စာတွေရိုက်ထည့်ရမှာဗျာเนาะစာတွေရိုက်ထည့်ပြီးတော့ဒီအောက်က generate ဆိုတာလေးကိုနှိပ်ကြမှာ generate ဆိုတာလေးကိုနှိပ်လိုက်ရုံပဲဒါဆိုအတန်ထုတ်ပြီးစာတွေကိုအတန်ပြောင်းကိုက voice model တွေပါချင်းရင်သေးတဲ့သူဆိုရင်ဒီမှာဒါလေးကိုတစ်ချက်နှိပ်လိုက် voice model ချင်းလို့ရတယ်ဒီမှာနော်ယောက်ျားအတန်လားမိန်းမအတန်လားပေါ့ဗျာအများကြီးပဲဒီမှာထည့်ပေးထားတာတော့ဒီမှာဆို emotion style ဆိုတာဒီကျွန်တော်တို့ပြောတဲ့လေယူလေသိန်းပုံစံပေါ့ဆိုတော့ကျွန်တော်ဒီမှာနည်းနည်းလေးစမ်းပြလိုက်မယ်နော်မင်္ဂလာပါကျွန်တော်ကတော့တန်းဖြစ်ပါတယ် AI ပညာနဲ့ပတ်သက်တာတွေအပြင် TikTok monetization ကြောင်းအရာတွေကိုမျှဝေပြီးနေသူတယောက်ပါဒါမျိုးလေးပဲကျွန်တော်ဒီလိုတော့ဒီလောက်လေးပဲရေးပြီးတော့စမ်းပြလိုက်ဒီလိုမျိုးကိုလုံးမဲ့အပန်ပြောင်းမဲ့စာလေးကိုရိုက်ထည့်ပြီးသွားပြီဆိုရင် copy paste လုပ်လည်းလုပ်လို့ရတယ်နော်ရိုက်ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ voice model ကိုကျွန်တော်ချိန်လိုက်မယ်ဒီ voice model လေးကိုနှိပ်မယ်ကျွန်တော်ပြောင်းရင်လည်းကျွန်တော်ဒီမှာ path ဆိုတဲ့ကောင်လေးကိုထားလိုက်မယ်ဒီနာမည်လေးပေါ့နော်ဒီမှာထားပြီးတော့ကျွန်တော်အောက်ကဒီ emotion style မှာကျတော့ကျွန်တော် professional ကိုထားလိုက်မယ်เนาะဒီမှာ speaking speed တွေပါတယ်ကျွန်တော်ချိန်လို့ရတယ် pitch shift တွေပါတယ်ရမယ်ဆိုတော့ကျွန်တော်ကဒီမှာဘာမှမလုပ်ပြတော့ဒီ style နဲ့voice model လေးပဲပေါ့နော်ဒီမှာတော့ AI voice avatar လို့ပြောထားတယ်ကျွန်တော်အဲ့ဒါလေးကိုပဲပြောင်းပြီးတော့ generate audio နှိပ်လိုက်မယ်ဒီအပြာလေးပေါ့နော် voice avatar ရယ်ကျွန်တော်ဒီအောက်က emotion style ရယ်ထည့်ပြီးတော့ကျွန်တော်ဒီမှာအောက်မှာ generate ကိုနှိပ်လိုက်ပါတယ်ဒီမှာတော့ကိုထည့်ခြင်းနဲ့စာလေးထည့်ရမှာပေါ့နော်ခဏလေးနော်ဒီမှာဆိုအတန်လေးရလာပြီထင်တယ်ဗျကျွန်တော်တစ်ချက်တော့စမ်းဖွင့်ကြည့်လိုက်ဒီဘက်တောင်လေးက play icon လေးကိုနှိပ်ပြီးစမ်းလိုက်မင်္ဂလာပါကျွန်တော်ကတော့တန်စင်ဖြစ်ပါတယ် AI နည်းပညာနဲ့ပတ်သက်တာတွေအပြင် TikTok monetization အကြောင်းအရာတွေကိုမျှဝေပေးနေသူတယောက်ပါဆိုတော့ဒီလိုလေးကျွန်တော် down မယ်ဆိုရင်တော့ကျွန်တော်တို့ကဒီဘက်က WAV ဆိုတဲ့ကောင်လေးကိုနှိပ်ပြီး down ရမယ် MP3 နဲ့ down လို့မရဘူးဘာဖြစ်ဖြစ်ဒီက down ရင်တော့ WAV အဲဒီ format နဲ့ပဲရတာများပါတယ် MP3 ဆိုတာအပြလေးပဲရှိရဗျကျွန်တော်တို့ down မယ်ဆိုအဲ့ဒါလေးနှိပ်လိုက်ဒီမှာ download start ရဆိုပြီးဒီမှာပေါ်နေပြီနော်ဒီမှာရသွားပြီမင်္ဂလာပါကျွန်တော်ကတော့တန်စင်ဖြစ်ပါတယ် AI နည်းပညာနဲ့ပတ်သက်တာတွေအပြင် TikTok monetization အကြောင်းအရာတွေကိုမျှဝေပေးနေသူတယောက်ပါပုံမှန်အခုမှစပြီးစာတွေကိုအတန်ပြောင်းမဲ့ညီကိုမောင်နှမတွေဗီဒီယိုလေးတွေကိုပိုင်အတန်မထည့်နိုင်လို့စာလေးတွေနဲ့ရေးပြီးအတန်ပြောင်းပြီးတော့ထည့်ရမယ့်ညီကိုမောင်နှမတွေဆိုရင်တော့ဒါလေးကလုံးဝအဆင်ပြေပါလိမ့်မယ်ဗျကျွန်တော် Telegram မှာ link လေးကိုပေးထားပါမယ်ကျွန်တော် Telegram မှာ join ရသေးရင်လည်း join ထားပေးကြပါဦးဗျကြည့်ရှုပေးကြလို့ကျေးဇူးထူးပဲတင်ပါတယ်ကျွန်တော်ကတော့တန်ကြပါဗျအားလုံးပဲတက်တာပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်